ယခုပြုရသောကုသိုလ်ကောင်းမှုကြောင့်မတ်ဖို့နိဗ္ဗာန်ကိုအမြန်ရောက်ရပါလို့ဤဖျားဒီအကိုကတကယ်နိဗ္ဗာန်သွားကျင်တာများလားတပည့်တော်မတ်ဖို့နိဗ္ဗာန်ကိုအမြန်ရောက်ရပါလို့ဤဖျားငါတကယ်အကောင့်ထဲအဖို့ပြီးမှဖြစ်တော်မယ်မဟာမြတ်မုန်နိရွှေအောင်လင်းဖျားရင်ပြင်မှာစုပန်သူတယောက်တပည့်တော်မတ်ဖို့နိဗ္ဗာန်ကိုအမြန်ရောက်ရပါလို့ဤဖျားအသင်သည်နေ့စဉ်နိဗ္ဗာန်ကိုတောင်းနေသည်ကိုနတ်ပြည်မှသင်အားနိဗ္ဗာန်သို့ပို့ဆောင်ရန်ကျွန်ုပ်ရောက်လာခြင်းဖြစ်သည်ကျွန်တော်အခုချက်ချင်းတော့မလိုက်ချင်သေးဘူးတရားမင်းကြီးအိမ်ကမိန်းမနဲ့တိုင်ပင်လိုက်အောင်မယ်မိန်းမကြီးငါ့ကိုနိဗ္ဗာန်ပို့မယ်တဲ့အဲ့ဒါကောင်းတာပေါ့တော့နင်တယောက်တည်းဖြစ်ပါမလားနိဗ္ဗာန်ရမဲ့သူကိုကျမကဘာလို့ဆွဲထားရမှာလဲနင်မစင်းစားလဲငါတော့စဉ်းစားရအောင်မယ်နာလောဘတွေကြားကရေစရာလူဘဝ